လူငယ်တော်တော်များများကကို့မှာအရေးပေါ်သုံးဖို့ emergency fund ရှိနေရမယ်ဘာမှစိတ်ပူစရာမလိုလို့တွေးနေကြဒါတကယ်ရောမှန်ရဲ့လားဒီမနေ့ပြန်တိုင်းအတွက်စိတ်ချလိုက်အစီအစဉ်မှာအချိန်10မိနစ်ထဲပေးုံနဲ့ဒါတွေအားလုံးရှင်းသွားလိမ့်မယ်မိသားစုအားလုံးရဲ့မနေ့ပြန်တိုင်းအတွက်စိတ်ချလိုက်ကိုပိုင်ရေးအရေးပေါ်သုံးဖို့ပတ်စံစုထားတော့မှဘာလို့မလုံလောက်ဘူးလို့ပြောနေကြဒီလိုရှိရဲကိုယ်တိုင်က emergency fund ဆိုတာကလာနေငယ်ဒီအထွေထွေကိစ္စတွေအတွက်သုံးလို့ရအောင်ဝေဖယ်ပေးထားတဲ့သဘောပဲကျန်းမာရေးပြဿနာတွေကြုံလာတဲ့အခါကျရင်ဒီငွေတွေကရပ်ပိုင်းတွင်သုံးကုန်သွားနိုင်တယ်အသက်မှာကန်ထားတယ်ကျန်းမာရေးမှာကန်ထားတယ်ဆိုတာကဒီငွေကုန်မသွားအောင်လို့ရှိရနေအကာအကွယ်တစ်ခုအနေနဲ့ကြိုခံထားတဲ့သဘောမျိုးပါပဲဗျဒါဆိုရင်ကိုယ့်ရဲ့စုဆောင်းငွေတွေကိုမထိခိုက်အောင်အပေါ်ကနေအကာအကွယ်တစ်ခုထပ်အုပ်ထားတဲ့သဘောမျိုးပေါ့နော်မှန်တာပေါ့ကိုယ့်စုဆောင်းငွေတွေကိုသုံးစရာမလိုအောင်ရေရှည်စိတ်ချရတဲ့ safety net တစ်ခုကိုစမတ်ကြကြကြိုတင်ပြင်ထားတဲ့သဘောမျိုးပါပဲဗျကျန်းမာရေးပြဿနာတွေကြုံလာလို့ရှိရင်ကိုယ့်ရဲ့စုဆောင်းငွေတွေကိုသုံးစရာမလိုဘဲနဲ့ဘဝကိုဆက်လက်ရပ်တည်နိုင်မှာဖြစ်ပါတယ်ဘယ်လောက်ဆိုရင်မနှက်ပြန်တိုင်းအတွက်စိတ်ချရအောင်ဘာတွေကြိုတင်ပြင်ဆင်ရမလဲဆိုတာသိပြီးလောက်ပြီးထင်ပါတယ်ထပ်မံသိလို့တဲ့အကြောင်းအရာတွေရှိရင် comment မှာမေးထားလို့ရရနော်အားလုံးနဲ့နောက်တစ်ပတ်ဆက်ဒီမှာပြန်တွေ့ကြမယ်